ခမည်းတော်မသိဘူးကျွန်တော်ကတော့ကိုချစ်တဲ့သူအကောင်းဆုံးနေပဲပေးခြင်းတာမိမအရှင်ဟင်းရီတောက်လေးနဲ့စားခြင်းနဲ့ပြောလို့ကျွန်တော်ဝက်သားငပိကြက်ချက်ပြီးတော့အရှင်ဟင်းရီတောက်လေးချက်ထားပေးလိုက်ပထမဆုံးဝက်သားလေးတွေနေတော်လေးလှီးပြီးတော့စားစနင်းဟင်းကျုံမုံလေးနဲ့နှက်ထားလိုက်တယ်ပြင်စီဘူးအိုးလေးတဲ့ပြီးတော့ထည့်ပြီးတော့လုံးဝမာသွားလို့ကြော်တယ်လို့မျိုးလုပ်လိုက်ပြီးရင်ဝက်သားငပိကြက်ချက်မှဖြစ်တဲ့အတွက်ကြက်သွန်လေးနှလုံးလောက်လှီးပြီးတော့ကျန်းကျင်ဒီနှလုံးလောက်လှီးထည့်ဒီတာနဲ့ဝက်သားလေးတွေခြောက်သွားပြီဆိုရင်ဆယ်ထားပြီးတော့ကျန်းကျင်ဒီကြက်သွန်ကလှီးထားလေးတွေထည့်ပြီးမပြီးလေးနည်းနည်းထည့်ပေါ့နော်ကျွန်တော်စီကိုတီးတိုင်းမထည့်တော့ဝက်သားကြော်တဲ့စီနဲ့ပဲပြန်ချက်လိုက်တယ်ဒီထဲမှာကိုလိုတဲ့ရတာမှုန့်လေးထည့်ပေါ့ဒီလိုလေးစီခမ်းသွားပြီရေခမ်းသွားပြီဆိုရင်ဒီသူ့စီနဲ့သူပဲပြန်ချက်တာတော့အဆင်ပြေတယ်ဒါဆိုတော့စားလို့ရပြီပေါ့လေနော်ဒါတော့ကျွန်တော်အရှင်ဟင်းချက်ဖို့ပဲဒီ5တောင်းနဲ့စမောင်ရွက်လေး5ဘတ်ဖို့နဲ့ကျန်ရင်ဒီတစ်လုံးပေါ့အဲ့ဒါလေးတွေလောက်ထား